အားလုံးပဲမင်္ဂလာပါခင်ဗျာကုန်တင်ကားကြီးတွေကိုကျိုးနဲ့ဆွဲပြတာနှစ်ပေါင်း40ကျော်ကြာအောင်လက်သေးအရှိထားတာဒါမှမဟုတ်ကမ္ဘာမျက်လုံးအပြူဆုံးလူသားဖြစ်တာစသဖြင့်ဒီလို green နဲ့စံချိန်တင်မှုသူတို့တွေဘာလို့စူးစမ်းကြတာပါလဲဒီလိုစံချိန်တစ်ခုတင်ရင်ပတ်ဆက်ဘယ်လောက်ရပါသလဲ green နဲ့စံချိန်ဆိုတာတကယ်တော့အမဲလိုက်ရင်ဖြစ်ပွားခဲ့တဲ့ငင်းခုန်မှုတစ်ခုကနေစတင်ခဲ့တာပါ1952ခုနှစ်တုန်းက green နဲ့ဘီယာစက်ရုံရဲ့ဒါရိုက်တာဖြစ်သူဆာဟက်ဘီဘာကဥရောပမှာဘယ်ငှက်ကအမြန်ဆုံးလဲဆိုတဲ့အကြောင်းသူ့တငယ်ချင်းတွေနဲ့အငင်းခုန်ဖြစ်ပွားခဲ့ကြပါတယ်ဒါပေမဲ့ဘယ်စာအုပ်ထဲမှာမှအဖြေကိုရှာမတွေ့ခဲ့ပါဘူးဒီလိုနဲ့ပဲလူတွေငင်းခုန်သမျှကိုအဆုံးဖြတ်ပေးနိုင်မယ့်အချက်အလက်မှတ်တမ်းစာအုပ်တအုပ်ထုတ်ဖို့စိတ်ကူးရခဲ့ပြီး1955ခုနှစ်မှာပထမဆုံး green နဲ့မှတ်တမ်းစာအုပ်ထွက်ပေါ်လာခဲ့ပါတယ်စတင်ထွက်ပေါ်လာခဲ့တဲ့မှတ်တမ်းစာအုပ်ထဲမှာတော့သူတို့ငင်းခုန်ခဲ့ကြတဲ့အမြန်ဆုံးပြန်တန်းနိုင်တဲ့ငှက်အကြောင်းအကြီးမားဆုံးစိန်တက်တန်းအရှိဆုံးလူသားအရက်အရှိဆုံးလူသားကမ္ဘာအမြင့်ဆုံးတောင်အရှိဆုံးမြစ်စတာတွေနဲ့အိုလံပစ်စံချိန်တွေအားကစားစံချိန်တွေကိုစူးစီးထားခဲ့တာဖြစ်ပါတယ်အခုလူအများစုသိကျင်ကြတဲ့မေးခွန်းက green နဲ့စံချိန်တင်ရင်စုကြေးငွေဘယ်လောက်ရသလဲဆိုတာပါပဲအဖြေကတော့စုကြေးငွေလုံးဝမရပါဘူး green နဲ့စံချိန်ဖွဲ့ဟာစံချိန်တင်သူတွေကိုစုငွေပတ်စံတပြားတစ်ချက်မှမပေးပါဘူးသူတို့ပေးတာက official certificate လို့ခေါ်တဲ့တရားဝင်အတိအမှတ်ပြုလက်မှတ်တစ်စောင်သာဖြစ်ပါတယ်1980-80 ဝန်းကျင်လောက်ကစပြီးဒီစနစ်ကိုကျင့်သုံးခဲ့တာပါဒီစံချိန်တွေကိုလန်ဒန်အခြေစိုက် Greenwich World Record အဖွဲ့ကသတ်မှတ်ပေးတာဖြစ်ပြီးသူတို့မှာဒိုင်လူကြီးတွေရှိပါတယ်ဒိုင်လူကြီးတွေကစံချိန်တင်မဲ့နေရာကိုကိုယ်တိုင်တွားရောက်ပြီးစီးမြင့်တဲ့ညီမညီစစ်ဆေးပေးသလို online ကနေပို့လိုက်တဲ့ဗီဒီယိုအထောက်အထားတွေကိုစစ်ဆေးပေးတဲ့ပညာရှင်တွေလည်းရှိပါတယ်ဒါဆိုစံချိန်တင်သူတွေကစုကြေးငွေပတ်ဆက်တစ်ပြားတစ်ချက်မှမရပဲဘာလို့အပင်ပန်းခံလုပ်ကြတာပါလဲအဓိကကတော့ကြော်ကြားမှုပါပဲစံချိန်တင်လိုက်ရင်သူတို့ကိုကဘာကတည်သွားပြီးမီဒီယာတွေမှာပါလာပါမယ်အဲ့ဒီကနေကုန်ပစ္စည်းကြော်ညာတွေစပွန်ဆာတွေရလာနိုင်ပါတယ်နောက်ပြီးငါကဒီအလုပ်မှာကဘာအကောင်းဆုံးပဲဆိုတဲ့ခုံပုတ်ကိုလည်းလိုချင်ကြတာဖြစ်ပါတယ် Greenwich ကစုကြေးမပေးပေမဲ့တချို့အခြေအနေတွေမှာစံချိန်တင်မဲ့လူကတော့ Greenwich ကိုပတ်ဆက်ပြန်ပေးရတာမျိုးရှိပါတယ်ကိုတင်ထားတဲ့စံချိန်ကို Greenwich ဘက်ကအမြန်ဆုံးစစ်ဆေးပေးစီခြင်းဥပမာပြောရရင်12ပတ်စောင့်ရမယ့်အစား9ရက်အတွင်းအဖြေသိခြင်းရင်အမေရိကန်ဒေါ်လာ800ကနေ1000ဝန်းကျင်အထိဝန်ဆောင်ကပေးရတတ်ပါတယ်နောက်ပြီးဒိုင်လူကြီးတွေကိုကိုယ့်စီအရောက်ခေါ်ခြင်းရင်လည်းဒိုင်လူကြီးတွေရဲ့ခရီးစရိတ်တဲခိုကနဲ့ဝန်ဆောင်ကတွေကိုစံချိန်တင်မဲ့လူဒါမှမဟုတ်စပွန်ဆာကုမ္ပဏီကပေးရပါတယ်ဒါအပြင်တင်စံချိန်တင်ရင်တိုင်းတင်လို့မရတဲ့စံချိန်တွေရှိနေပါသေးတယ်Greenwich ကစံချိန်တိုင်းကိုလက်မခံပါဘူးသူတို့တင်းကျပ်ထားတဲ့စီးမြင့်တချို့ရှိပါတယ်ဒါတွေကဘာတွေပါလဲအရိတ်ဆန်တွေကိုဘေးဖြစ်စေမဲ့စံချိန်တွေကိုလက်မခံပါဘူးအရိတ်ဆန်တွေနဲ့ပတ်သက်တဲ့ထူးခြားတဲ့စံချိန်တွေအရင်ကရှိခဲ့ပေမဲ့အခုတော့ပိတ်ပင်လိုက်ပါပြီကမ္ဘာအဝါဖြိုးဆုံးကြောင်ကမ္ဘာအဝါဖြိုးဆုံးခွေးစားတဲ့စံချိန်တွေဆိုရင်လက်မခံတော့ပါဘူးဘာလို့လဲဆိုတော့ပိုင်ရှင်တွေကစံချိန်တင်ခြင်းစိတ်နဲ့ခွေးတွေကြောင်တွေကိုအစာတွေအတင်းကျွေးပြီးနှိပ်စက်ရာရောက်မှာဆိုလို့ဖြစ်ပါတယ်နောက်တစ်ချက်ကလူသားတွေအတွက်အန္တရာယ်များလို့တဲ့စံချိန်တွေဖြစ်ပါတယ်စံချိန်တင်မှုအတွက်လူအသက်ကိုလောင်ကြီးထည့်ရတဲ့စံချိန်တွေဆိုရင် Greenwich ကလက်မခံတော့ပါဘူးပြောရရင်မအိပ်ဖဲအကြဆုံးနေနိုင်တဲ့စံချိန်မျိုးဖြစ်ပါတယ်မအိပ်ဖဲအကြဆုံးနေနိုင်တဲ့လက်ရှိစံချိန်ဟာ17ရက်နဲ့25မိနစ်ဖြစ်ပြီးဒီစံချိန်ကိုထပ်ချိုးခွင့်မရှိတော့ပါဘူးဘီယာအရက်အမြန်ဆုံးတောက်ပြတဲ့စံချိန်မျိုးတွေဆိုရင်လည်းကျန်းမာရေးနဲ့ဘေးကင်းလုံခြုံရေးအရာပယ်ဖျက်ထားပါတယ်ဒါအပြင်တဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့စံချိန်မျိုးတွေကိုလည်းလက်မခံတော့ပါဘူးမိဘုံမြန်ဒါမှမဟုတ်ဘူပေါင်းလွတ်တင်ခြင်းတွေဆိုရင်စံချိန်ချိုးလို့မရတော့ပါဘူး1986ခုနှစ်တုန်းကကလီဗီလန်းမှာမိုးပြန်ပူပေါင်း 1.5 တန်းလွတ်တင်ခဲ့တဲ့ Balloon Fest 86ဟာကပ်ဘေးတစ်ခုလိုဖြစ်ခဲ့ပါတယ်အင်မတန်များပြားလာတဲ့ပူပေါင်းတွေကြောင့်လေရင်ပြေးလန်းအနောက်ရှက်ဖြစ်တာတွေတဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးတာတွေဖြစ်စေခဲ့လို့ပိတ်ပင်လိုက်တာဖြစ်ပါတယ်စံချိန်တင်သူတွေဟာစံချိန်တင်ယုံနဲ့ပြီးမသွားပါဘူးဘာလို့လဲဆိုတော့စံချိန်တွေကအမြဲတမ်းအတွက်မဟုတ်လို့ပါပဲကိုယ့်ရဲ့စံချိန်ကိုတခြားတစ်ယောက်ကပိုကောင်းအောင်လုပ်နိုင်သွားရင်ကိုယ့်ရဲ့စံချိန်ပြတ်သွားပါပြီ Greenwich website မှာလည်းကိုယ့်နာမည်ပျောက်သွားမှာဖြစ်ပါတယ်ဒါကြောင့်စံချိန်ရှင်တွေကသူတို့ရဲ့စံချိန်ကျိုးမသွားအောင်အမြဲမပြတ်စောင့်ကြည့်နေကြပါတယ်လက်ရှိမှာစံချိန်အများဆုံးတင်ထားနိုင်သူကတော့အမေရိကန်နိုင်ငံသား Ash Rita Farman ဖြစ်ပါတယ်သူက Greenwich
စံချိန်ပေါင်း600ကျော်တင်ထားပြီးလက်ရှိမှာစံချိန်ပေါင်း200ကျော်ကိုစုပ်ကင်ထားဆဲဖြစ်ပါတယ်။သူကစံချိန်တွေကိုအများဆုံးတင်ထားသူဆိုတဲ့စံချိန်ကိုပါရရှိထားတာဖြစ်ပါတယ်။ဒါအပြင် Greenwich စာအုပ်ဟာသူကိုယ်တိုင်လည်းကမ္ဘာရောင်းအားအကောင်းဆုံးမူပိုင်ခွင့်စာအုပ်အဖြစ်စံချိန်တင်ထားပါတယ်။မြန်မာနိုင်ငံမှာလည်း Greenwich စံချိန်တင်ခဲ့တဲ့အရာတွေလူပုဂ္ဂိုလ်တွေရှိခဲ့ပါတယ်။ဒီအကြောင်းတွေကိုတော့နောက်ဗီဒီယိုမှာဆက်ပြောပြသွားမှာဖြစ်ပါတယ်။ဒီလိုဘုသူဒ္ဓတွေကိုဆက်ကြည့်ဖို့အတွက် channel လေးကိုလည်း subscribe လုပ်ပေးထားပါအောင်နော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။